အားလုံးပဲမင်္ဂလာပါကျွန်တော် channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့လောက်ပြသမယ့်ဗီဒီယိုကတော့ကျွန်တော်တို့ကိုကြိုက်တဲ့ဗီဒီယိုကို Facebook ကနေဘယ်လိုမျိုးတော့ရမလဲဆိုတော့ပြပြသွားမှာဖြစ်ပါတယ်စိတ်ဝင်စားရင်အဆုံးထိကြည့်တော့ပြပါဦး Okay အဲ့ဒါဆိုကျွန်တော်တို့ Facebook ထဲဝင်လိုက်ပါကျွန်တော်တို့ Facebook ရတဲ့နဲ့ကျွန်တော်တို့ဒီမှာဒီဖက်မှာဗီဒီယိုပုံစံမျိုးနဲ့ကျွန်တော်တို့ထဲကိုနှိုက်လိုက်ပါမင်းကလေးတွေကိုခွေးမလို့အဲ့ဒီရဲ့ပညာခရစ္စတီယာနိုရိုနယ်ဒိုကျွန်တော်ကတော့ဒီဗီဒီယိုကိုဆွဲပြမယ်ဖြစ်ပါတယ်အဲ့ဆိုကျွန်တော်တို့ဒီမှာဒီ speed ဗီဒီယိုကိုဆွဲပြမယ်ဖြစ်ပါတယ်အဲ့ဆိုကျွန်တော်တို့ဒီဘက် download လိုက်မှာကျွန်တော်တို့ဒီမှာမြားပုံစံနဲ့ရှိတယ်ကျွန်တော်တို့လက်ပြထားနေပဲအဲ့ဒါကိုထိုက်လိုက်ပါအဲ့လိုပြီးတယ်ကျွန်တော်တို့ဒီဘက်နေနဲ့ဆွဲလိုက်ပါဒီမှာ copy link ဆိုပြီးရှိတယ်အဲ့ဒါကိုထိုက်လိုက်ပါထိုက်နေလို့ပြီးတယ်ကျွန်တော်တို့အပြင်ထွက်လိုက်လို့ရပါပြီအပြင်ထွက်လို့ပြီးတယ်ကျွန်တော်တို့ဒီမှာ Chrome browser ထဲဝင်လိုက်ပါကျွန်တော်တို့ Chrome browser ထဲမှာကျွန်တော်တို့ဒီမှာစာရိုက်တဲ့နေရာမှာကျွန်တော်တို့စာတစ်ခုရပါမယ်ကျွန်တော်တို့ဒီမှာ snap save ဆိုပြီးရပါမယ် SNAP ဒီမှာအပေါ်ဆုံးပေါ်နေပဲကျွန်တော်ကတော့ဒီမှာရေးပြီးသားဖြစ်လို့မရေးတော့ဘူးဒီမှာအပေါ်ဆုံးပေါ်နေပဲ snap save ဆိုပြီးရှိရဲအဲ့ဒါကိုလက်ကလေးနဲ့ထောက်လိုက်ပါထောက်လို့ပြီးရင်ကျွန်တော်တို့ဒီမှာရှုရဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအခုကတော့ဒီမှာ snap save ဆိုပြီးပေါ်နေပါပြီခါကြရလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီ snap save ကကျွန်တော်တို့အောက်ဆုံးမှာလည်းပေါ်လာတယ်ရှိတယ်ကျွန်တော်တို့ဒီမှာဒီ snap save ကိုကျွန်တော်တို့နှိပ်လိုက်ပါနှိပ်လို့ပြီးရင်ကျွန်တော်တို့ဒီဘက်အဝိုင်းထဲမှာကျွန်တော်တို့ဒီမှာခုနကအဲ့ဒါကိုလက်ထားလိုက်ပါ data လုပ်ပြီးတဲ့ကျွန်တော်တို့ခုနက Facebook က copy ယူလာတဲ့ဟာကိုကျွန်တော်တို့ Facebook က copy link ယူလာတဲ့ဟာကိုကျွန်တော်တို့ပက်ချလိုက်ပါပက်ချလုပ်ပြီးတဲ့ဒီဖက် download မှာကျွန်တော်တို့ဒီမှာ download ဆိုပြီးရှိရဲအဲ့ဒါကိုထည့်လိုက်ပါကျွန်တော်တို့ download လုပ်နေပါပြီကျွန်တော် download လုပ်ပြီးတဲ့ကျွန်တော်တို့ဒီမှာရများဆိုတော့ကျွန်တော်တို့အပြင်တစ်ခေါက်သွားပြီးတော့ကြည့်ကြပါမယ်ပြီးတဲ့ကျွန်တော်တို့ဒီမှာ 920p ဆိုပြီးရှိရဲဒီမှာ download HD now ဆိုပြီးရှိရဲအဲ့ဒါကိုဒီဖက် download လေးမှာကျွန်တော်တို့အဲ့ဒါကိုလက်ကလေးနဲ့နှိုက်လိုက်ပါကျွန်တော်တို့ okay ဒီမှာ down နေပါပြီ okay အဲ့ဆိုဒီမှာ open ဆိုပြီးပေါ်ပါပြီအဲ့ဆိုကျွန်တော်တို့ရပါပြီရလို့ရှိရင်ကျွန်တော်တို့ဒီမှာတဲပုံဖိုင်တစ်ခါဝင်ကြည့်ရပါမယ် okay အဲ့ဆိုကျွန်တော်တို့တဲပုံဖိုင်ဝင်လိုက်ပါကျွန်တော်တို့ဒီမှာပါ speed ပုံနဲ့ပေါ်နေပါပြီဒီမှာပါ ခရစ္စတီယာနိုရိုနယ်ဒိုဒီမှာပါOkay အဲ့ဆိုရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ရမလို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ channel ကို like subscribe လုပ်ပေးပါဦး